ဒီနေ့ကိုကိုကပြပြလာနေအောင်ဘာချက်ဆိုင်ကောင်းမလဲဆိုပြီးတော့ဈေးထဲကိုတွားနေရဒါပေမဲ့ဟိုရောက်တော့ဘာဝယ်ရမှန်းကိုမသိတော့ဘူးပေါ့နော်တနေ့ဘာဟင်းစားရမှန်းတော့မသိတော့ပါဘူးနေရရန်ပူတာဆိုတော့ဘာမှစားချင်စိတ်မရှိပါဘူးထမင်းဟင်းဆိုပိုးဆိုးတယ်ပေါ့နော်အဲ့ကြောင့်မို့လို့ today ကျမအချိုရည်အေးလေးနဲ့တူဟုကြော်စားမှဖြစ်ပါတယ်တူဟုကြော်လုံးဝအချင်နဲ့ပေါ့နော်ဈေးရောက်တဲ့အန်ဒီယာတူမန်ကိုတိအရန်ချိုတယ်ဆိုကျမစားကြည့်တာအရန်ချိုပါတယ်အရင်တော့ကတူဟုကြော်ပြတဲ့ဗီဒီယိုမမိကြသေးလားအဲ့တော့ကပေါ့နော်မွေးတစ်စိမ့်နဲ့တုံးတာပါအခုကခြေ3လုံးနဲ့ပေါ့နော်မွေးရမကျင်းမှာမရှိဘူးဆိုတော့အရင်ကမွေးတစ်စိမ့်ပဲစင်းမုံနဲ့ပေါ့နော်ချက်ကြည့်တာအဆင်ပြေတယ်ဒါပေမဲ့ဒီတစ်ခေါက်ကျတော့အဆင်ပြေမပြေဆိုတော့တိတ်တော့မပြောတတ်ဘူးပေါ့နော်ဒါနဲ့တခုကြိုပြီးတော့တောင်းပန်ထားချင်ပါတယ်ဆိုင်းရကျတော့တူဟုအရင်ကြိုတက်တဲ့အဆင့်ထဲမှာတော့မပါပါဘူးတချို့တွေကအဲ့လိုကြိုတာမဟုတ်ဘူးဒီလိုကြိုတာမဟုတ်ဘူးဆိုတာဟုတ်ပါတယ်ကိုလည်းတိပါတယ်အလွယ်နီးကိုကြိုပြတာပဲရှိပါတယ်ပြီးတော့လည်းနောက်တစ်ခုရှိတာကလေ food blog တဲ့ရန်ရိုက်တာဆိုတော့ဟင်းနဲ့ရန်ချက်တတ်မှာပဲဆိုပြီးတော့အပြင်ရောက်ရင်ပေါ့နော်ရှောက်လေတာပဲဖြစ်ဆိုရင်မဆိုင်ပန်ချက်ကျွေးတဲ့ဟင်းလေးစားချိလိုက်တာဆိုပြီးတချို့ဆိုဟင်းချက်ကျွေးခိုင်းတဲ့တငယ်ချင်းတွေလည်းရှိရပေါ့နော်မချက်ခိုင်းကြပါနဲ့ကျမဘာမှစိတ်မပိုင်ဘာမှမလုပ်ချင်အားနာပြီးတော့လည်းမချက်ကျွေးချင်ကိုစိတ်ပါနေတဲ့အချိန်ဆိုရင်ပြောစရာတော့မလိုပါဘူးတခါနဲ့ကျမတန်းချွတ်ချတဲ့လူထဲမှာပါပါတယ်ကဲအခုကတိုဖူပေါ့နော်ကြိုပြီးသွားပြီဆိုရင်တော့အနွေးအေးခံပါမယ်ရှင်ကျမတို့အိမ်မှာရေခိတတာမရှိဘူးဆိုရင်တော့ဒါတဘာဝရေခိတတာအခုမှခက်ခဲတဲ့ရေအေးလေးကိုပေါ့နော်ကဲအချင်းဖောက်မယ်ဆိုပြီးတော့ငရုတ်တီးတွေပဲတခါနဲ့အိမ်မှာပေါက်တဲ့အစင်းတင်ခူးပါတယ်ပြန်ဆိုပြီးတော့တဘာဝဆန်ဆန်တရုတ်ကားလိုမျိုးလုပ်တယ်ပေါ့နော်တူဟုအေးခန္ဓာတော့ကျမဖြောပါမယ်ရှင်ဒါတော့မောင်လေးကိုကလေးတွေကိုတောက်ဖို့အတွက်စစ်ကူသွားခေါ်ခိုင်းတာဖြစ်ပါတယ်လိမ္မော်ဂျူးစ်ကိုမနေ့ကဝယ်လာတဲ့ပုံလက်ဆက်ဘာမှမထည့်ရသေးတဲ့ပုံအလွတ်မှာဖြောပါမယ်ရှင်ကျမအခုဖြောရဲဆိုတာ first time ပဲဖြစ်ပါတယ်ကျမလည်းအရန်တိတက်လို့တော့ဖြောတာမဟုတ်ပါဘူးရှင်ကိုလည်းတောက်ချင်နေရတဲ့ကလေးတွေကိုလည်းတိုက်ဖို့အတွက်ပေါ့နော်ဆာမရှင်နဲ့တိတယ်တကြားအများကြီးထည့်လိုက်တယ်ဆိုတာဒါပေမဲ့ခဏကျရင်ရေခဲနဲ့ရေလေးပြန်ထည့်မှာဆိုတော့လေအဲ့လောက်မှအနေတော်မလို့ပါနော်ဟဲမွေနေတဲ့ဇွန်းကခဏတူဟုကြော်ထားတဲ့ဇွန်းမလားဇွန်းကလည်းမဲတူးနေရပဲဆိုပြီးမပြောနဲ့နော်အဲ့ဇွန်းကလေမဲတယ်ဆိုပေမဲ့ရှင်တို့လိုဘွက်အိုင်ထဲမှာပစ်ထားပြီးတော့ပြန်ကောက်ထားတဲ့ဇွန်းမဟုတ်ပါဘူးရှင်တဘာဝမီးမွေးမီးနဲ့မဲရတာပါရှင်ကဲဒါတော့ကျမရဲ့ brother တငယ်ချင်းတွေရောက်လာပါပြီကဲဖြော်ရည်ပြီးတော့စပြီးတော့ထည့်လိုက်ပါပြီတစ်ခါတုံးခွက်နဲ့ပေါ့နော်ကလေးလေးများဖျားချောင်းအိမ်ရှေ့မှာဖြိုရည်လာတောက်လို့ရပါတယ်ခင်ဗျာရာတီခုတူပူနေတာဆိုတော့ဖြိုရည်လေးလာသုံးဆောင်ကြပါရှင်အများကြီးတော့မဟုတ်ပေမဲ့တယောက်တုံကုန်စီလောက်တော့ရပါတယ်ဟဲဒီတယောက်ကတိုက်တာကနည်းနည်းရိုက်ဗီဒီယိုရိုက်ရတာကများဆိုပြီးမပြောနဲ့တော့ဒါကအမတ်တရအနေနဲ့ရိုက်ထားတာရှင်တို့လိုမျိုးကျမအလူကြီးလည်းမလုံနိုင်ဘူးအလူတေးလည်းမလုံနိုင်ဘူးလုံနိုင်တဲ့အရေးချင်းလည်းမရှိပါဘူးစူးစမ်းရအောင်မယ်ပေါ့နော်ကျမတို့ကဖျားကြောင်ရဲ့ရှေ့မှာနေရဆိုတော့ဖျားကြောင်စင်းချိန်နဲ့ကော့တီပေါ့နော်အန်တီတို့တခါနဲ့ခေါ်ပြီးတော့သူတို့အခုကရတိဥတုလည်းပူတာဆိုတော့ကော့တီဖြစ်သွားတယ်ပေါ့နော်အခုတွေ့နေရတဲ့အန်တီအဖွားတို့ဆိုရမလဲရွာမှာကလေးကိုတွေနဲ့တရင်တနည်းရှိတဲ့လူတွေပဲဖြစ်ပါတယ်နိုင်ငံခြားမှာရောက်နေတဲ့တငယ်ချင်းတွေကရွာရဲ့ဗီဒီယိုလေးများရိုက်ပေးသူတို့ကကြည့်ချင်တယ်အလွမ်းပြေကြည့်နေရတယ်သူတို့ပေါ့နော်အိမ်ကိုလွမ်းတဲ့ချိန်ဆိုရင်ကိုကဒီလိုလေး vlog လေးတည်ပြီဆိုသူတို့အတွက်လည်းအလွမ်းပြေအမောပြေတယ်ပေါ့နော်ကျမဘာချက်ပေါ့နော်တခါနဲ့အစင်တိတ်ခေါ်လိုက်တယ်ကျမရဲ့ brother တွေရောက်လာပြီးတာပဲတာမန်ဗီဒီယိုနဲ့ကြည့်မယ်ဆိုရင်ဟဲ့ဖြော်ရည်လေးပဲတောက်တာဘာများဖြစ်နေလို့လဲဆိုပြီးအဲ့လိုတွေးမိဒါပေမဲ့ကိုတွေဘက်ကရတီဥတုအရန်ပူတွေခါအဲ့လိုအေးလေးတောက်လိုက်အရန်ကျနေပီတိဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်တူဟုကြော်တာကလုံးဝအစင်မပြေတော့ပါဘူးကျမရဲ့တူဟုကကြတော့ပေါ့နော်အေးပြီဆိုပြီးတော့လှန်ချလိုက်တာလုံးဝပျော့တိပျော့ဖက်ကြီးဖြစ်နေတယ်ပေါ့နော်အချိန်မကြာတော့ဆိုပြီးတော့နောက်မနေ့လည်းလှုပ်ကြည့်တာပဲမရပါဘူးဒီမှာကြော်ရင်လည်းအဲ့လိုပဲဖြစ်နေတာပေါ့နော်ဒီနေ့ကတူဟုကြော်ကတော့ရှုံးတော့ပါပြီ